အားလုံးပဲမင်္ဂလာပါရှင်မိုးကအင်ဂျီအဖြူနဲ့မိန်းကလေးဆိုတဲ့ဇာတ်လမ်းကိုတင်ဆက်ပေးပါမယ်ရှင်2018ခုနှစ်တွင်ရန်ကုန်မှတက္ကစီယာဉ်မောင်းကိုမင်းဟာဆိုရင်နောက်ဆုံးခီးသည်ကိုပို့ဆောင်ပြီးအိမ်ကိုပြန်လာနေခဲ့ပါတယ်မိုးသေးထန်စွာရွာနေပြီးလမ်းများမှာလူသူကင်းမဲ့နေပါတယ်တင်ကြိုင်တစ်ခုအနီးတိတ်ဆိတ်နေတဲ့လမ်းလေးမှဖြတ်တန်းလာစဉ်မိုးရေထဲမှာအဖြူရောင်မိုးကဝတ်ထားသောမိန်းကလေးတဦးလက်လန်းပြနေတာကိုတွေ့လိုက်ရပါတယ်။သနာစိတ်ဖြင့်ကိုမင်းကားရက်ပေးလိုက်ပါတယ်။ဘယ်ကိုသွားမှလဲကိုမင်းမေးလိုက်ပါတယ်။မိန်းကလေးကအတန်အေးအေးနဲ့ဒဇင်လန်အမှတ်စခွန်ကိုပို့ပေးပါနော်။ခရီးလန်းတစ်လျှောက်လုံးသူမကစကားမပြောတော့ပဲပတင်းပေါက်အပြင်ကိုသာကြည့်နေခဲ့ပါတယ်။အိမ်ရှိသို့ရောက်တဲ့အခါရင်စီးကတောင်းရန်အနောက်ဘက်ကိုလှည့်ကြည့်လိုက်ပါတယ်။ထိုင်ကုန်းမှာဘသူမှရှိမနေတော့ပါဘူး။မိန်းကလေးပျောက်ကွယ်သွားခဲ့ပါတယ်။နောက်တနေ့မှာကိုမင်းဟာအမှတ်စကွန်သို့တွားရောက်စုံစမ်းခဲ့ပါတယ်။တကားဖွင့်ပေးသူမှအသက်အရွယ်ကြီးအမျိုးသမီးတဦးပဲဖြစ်ပါတယ်။မိန်းကလေးရဲ့ပုံစံကိုပြောပြလိုက်သောအခါအမျိုးသမီးရဲ့မျက်နှာအယောင်ပြောင်းသွားပါတယ်။ထို့နောက်ဓာတ်ပုံတစ်ပုံကိုထုတ်ပြလိုက်ပါတယ်။ဓာတ်ပုံတွေကမိန်းကလေးကတက္ကစီဘောကိုလိုက်စီးခဲ့သူနဲ့တစ်ထက်တည်းဖြစ်နေပါတယ်။ဒါကျမသမီးပါ။လွန်ခဲ့တဲ့3နှစ်ကကားမတော်တဆမှုနဲ့ဆုံးပါသွားခဲ့ပါတယ်။နှစ်တိုင်းသူတည်တဲ့နေ့ရောက်ရင်ရင်မောင်းတချို့ကတင်ငိုင်းနာမှာသူ့ကိုတွေ့တယ်လို့ပြောကြပါတယ်။ထိုနေ့မှစ၍ကိုမင်းဟာဆိုရင်ထိုလန်းကနေကားမမောင်းတော့ပါဘူး။ဒါပေမဲ့မိုးတဲထန်သောညများမှာယနေ့ထိတက္ကစီသမားချို့ကအဖြူရောင်မိုးကဝတ်ထားတဲ့မိန်းကလေးတယောက်လက်လန်းပြတာတွေ့နေရတယ်ဆိုပြီးပြောဆိုနေကြဆဲပဲဖြစ်ပါတယ်။